အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ချင်းချုံမြို့မှာရှိတဲ့ရီလုံတမန်နဲ့ကျူတရာတွေ့ရနေရာလေးတစ်ခုကိုတွားရောက်ခဲ့တာပဲဖြစ်ပါတယ်ဒီရီလုံတမန်ရဲ့နာမည်ကတော့ဘယ်ကိုဂျော်ဆူဂျီပဲဖြစ်ပါတယ်ဒီဟာလေးကတော့ကျူတရာလေးပဲဖြစ်ပါတယ်ကျူတရာဆိုပြီးမဲ့လုံးဝခံစားမှုကောင်းတဲ့ကျူတရာလေးတစ်စင်းဖြစ်ပါတယ်တွားလို့ရှိရင်တရားကလှုပ်ရမ်းနေကြပဲဖြစ်ပါတယ်ဒါကတော့ကျူတရာဘော်ကနေတွေ့ရတဲ့ရီလောင်တမန်မြင်ကွင်းပဲဖြစ်ပါတယ်ဒီနေ့မှာငါအခမဲ့မျှလို့ရတယ်ငါမျှတာဝါသနာပါတဲ့ညီကိုဒီအတွက်လည်းဒီနေရာလေးကရမ်းကောင်းတဲ့နေရာလေးတစ်နေရာဖြစ်ပါတယ်ဒါကတော့ကျိုးတရားပေါ်ကတွေ့ရတဲ့မြင်ကွင်းလေးပါဟိုးပဲရှိမှမြင်ရတာလေးကတော့ရေထိန်တကားပဲဖြစ်ပါတယ်ချင်းချောင်းဘုတ်တို့ဂျင်းချုံမှာရှိတဲ့ဘယ်ကိုဂျော်ဆူဂျီပဲဖြစ်ပါတယ်ဟိုဘက်ကန်းလေးမှာဆိုလို့ရှိရင်လည်းအပန်းဖြေအိမ်လေးတွေများစွာရှိပါတယ်ကျူးသားဘော်ကနေရိုက်ထားတဲ့မြင်ကွင်းလေးကရမ်းလှတယ်ပြီးတော့ဓာတ်ပုံရိုက်တာဝါသနာပါတဲ့သူတွေအတွက်လည်းရမ်းကောင်းတဲ့နေရာလေးတစ်နေရာဖြစ်ပါတယ်ဒါကတော့ရီလုံတမန်မြင်ကွင်းလေးပဲဖြစ်ပါတယ်ရေထင်းတစ်ခါကတော့ရှေ့ဘက်ချမှာရှိပါတယ်အနောက်မှာလည်းရမ်းလှတဲ့တောင်ကုန်းလေးတစ်ခုရှိပါတယ်ဒီကျန်ကတော့ဆောင်းကုန်းတွေကူးဆိုတော့အပင်တွေကတော့တိတ်ရမ်းတော့မလှသေးဘူးအယိုးပြိုင်ပြိုင်ရှိပါသေးတယ်နေရာလေးကတော့ကျွန်တော်ရေထိန်တကားရဲ့ရုံငန်းပဲဖြစ်ပါတယ်မဲပဲဖြစ်ပါတယ်ဘယ်ကိုဂျော်ဆူဂျီဖြစ်ပါတယ်ဒါကျွန်တော်တို့ချင်းချောင်းနမ်တို့ဒီနေ့ဂျင်းချုံမြို့မှာတည်ရှိပါတယ်ဒါကတော့ရေထိန်တကားတွေပဲဖြစ်ပါတယ်ပုံစံပဲဖြစ်ပါတယ်ဒီပေါ်ကြည့်မယ်ဆိုလေတင်ညွန်တန်ကရိယာကိုတက်ဆင်လာတော့လည်းတွေ့ရပါတယ်ဒီနေရာလေးကတော့ကျွန်တော်တို့ရီလုံတမန်ပုံမှန်တွေ့ရတဲ့ရှုမြင်ပဲဖြစ်ပါတယ်ဝါသနာပါတဲ့သူအားစားလုပ်တာဝါသနာပါတဲ့သူတွေအတွက်လည်းရမ်းမိုက်တဲ့နေရာလေးတစ်နေရာဖြစ်ပါတယ်ချင်းချုံမြို့မှာရှိပါတယ်အခုလိုရီလောင်တမန်မှာလည်းတတိပေးစာများကိုကတ်ထားတာလည်းတွေ့ရပါတယ်ရီလောင်တမန်ရဲ့အလဲပဟိုးတက်တဲ့ရေထိန်တကားလုပ်ငန်းဝင်တစ်ခုပဲဖြစ်ပါတယ်အထဲထဲကိုတော့တွားလို့မရပါဘူးပိတ်ထားတာပါဒါတော့ရီလောင်တမန်အပေါ်စီးကနေတွေ့ရတယ်ပညာရဲ့ရှုခင်းတချို့ပဲဖြစ်ပါတယ်ရာသီဥတုတာယာခြင်းမှာအရန်တွားလူလာလို့ကောင်းတဲ့နေရာလေးတစ်နေရာဖြစ်ပါတယ်လက်ဆက်တဲ့ဒီကိုရှုရှာရည်နဲ့ကရင်ပြည်ရဲ့အလားပါတွေကိုကြည့်ရှုခံစားရမယ်နေရာလေးတစ်နေရာပဲဖြစ်ပါတယ်ဒီနေရာကိုတွားရောက်ချင်တယ်ဆိုလို့ရှိရင်တော့ချင်းချုံဘဲဆောဂျော်ဆူကြည့်လို့ရရင်ရပါတယ်ဒီနေရာရာသီဥတုရန်တာယာတဲ့နေဖြစ်တဲ့တော့လက်လှနေရာပဲဖြစ်ပါတယ်လမ်းလေးကတော့အဆင်းကတော့ပြေးတော့ရှိတယ်ဒါပေမဲ့အတက်လမ်းလေးကတော့နည်းနည်းလေးပင်ပန်းပါတယ်ကားပါလာတဲ့ညီကိုတွေအတွက်လည်းဟိုးရှိပတ်ဒီမှာအခမဲ့ကားပါကင်ကြီးအများကြီးရှိအဲ့တော့ရီလောင်တမန်ကိုတွားတဲ့အတက်လမ်းတနေရာပဲဖြစ်ပါတယ်အနည်းငယ်မဆောက်တလို့ရှိပြီမဲ့အပေါ်ရောက်လို့ရှိရင်တော့လက်ဆက်အေးမြတဲ့လေအေးလေးကြောင့်နည်းအမောပန်းလေးပြေတာပဲဖြစ်ပါတယ်
ချစ်သူဆုံးသွဲလေးတွေရှိတဲ့သူတွေတက်လည်းဒီလိုအတွဲထိုင်ကုန်လှလှလေးတွေကိုသိမြင်ရမှာဖြစ်ပါတယ်ညနေဆောင်လေးတွေနဲ့မနက်အစောပိုင်းလေးတွေမှာဒီနေရာလေးကအရန်လှတဲ့နေရာလေးဖြစ်ပါတယ်ဒီလိုနေ့ကင်းနေ့လေအချိန်တော့နည်းနည်းလေးအနှဲငယ်ပူပါတယ်ညနေဆောင်လေးတွေနဲ့မနက်စောစောမှဆိုလို့ရှိရင်တော့တော်တော်နေလို့ထိုင်လို့ကောင်းတဲ့နေရာလေးတစ်နေရာဖြစ်ပါတယ်ဂျင်းချုံမြို့မှာရှိပါတယ်ဒီလိုလှပတဲ့တပင်လန်းလေးတွေရှိပါတယ်ဒါလေးကတော့ဂျင်းအောင်တမန်ကိုအလေတက်တဲ့တရားလေတက်တဲ့ဟာနေတွေ့ရတဲ့မြင်ကွင်းလေးပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူတူးချင်းတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်များမှာလည်းအားပေးပါအောင်လို့အားလုံးပဲတတ်တာပါ